တမန်တော်ခန်းကြီး7ခွန်အခန်းငယ်24လောကဓမ္မအစ၍လောက၌ရှိလေသမျှသောအရာတို့ကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအရှင်ဖြစ်၍ကဲလိုက်ဆိုကြည့်ပါဦးလူတို့လက်ဖြင့်လှုပ်သောဗိမာန်၌ကျိန်းဝတ်တော်မူသည်မဟုတ်ဆိုတော့ဒီထဲမှာလူတွေလှုပ်တဲ့ဗိမာန်မှာဖျားနေလားမနေတော့ဘူးဒါဆိုဘယ်ထဲမှာနေလဲကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာလာနေတာဖြစ်တယ်နော်ဒါဆိုရင်ဒီကနေ့ဖျားမနေပေမဲ့လေဒီမြင်ရသောဗိမာန်တော်ကတန်ရှင်းဖို့လိုလားတန်ရှင်းဖို့လိုလားလိုတယ်ဒီမှာကြည့်ယေရှုပြောနေတာငါအဘအိမ်တော်မှာတဲ့မင်းတို့မညင်ညူးစေနဲ့တဲ့စီးပွားရေးမလုပ်နဲ့ဒီကနေ့ချစ်တော်ညီကိုမောင်နှမများဒီနေ့ဖျားเจ้าမှာအလံကြီးတကားကားနဲ့နော်အလံကြီးတကားကားနဲ့နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲတွေလုပ်ပြီးတယောက်နဲ့တယောက်စိန်ခေါ်ဟုတ်လားအစည်းအဝေးတွေလုပ်အဲ့ဓာတွေမလုပ်နဲ့လို့ကျွန်တော်မပြောဘူးလုပ်ရမယ့်နေရာမဟုတ်ဘူးဘုရားကျောင်းကအဲ့ဓာတွေလုပ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲခမ်းမငှားရမယ်ခမ်းမငှားပြီးလုပ်ဒီဘုရားကျောင်းကဘုရားကိုချီးမွမ်းရမယ့်နေရာဘုရားဘုန်းထင်ရှားရမယ့်နေရာယုံကြည်သူတွေစုဝေးပြီးတော့မှဘုရားကုံတော်ကိုချီးမွမ်းရမယ့်နေရာတယောက်နဲ့တယောက်အသက်တာကိုတည်ဆောက်ပေးရမယ့်နေရာမှာဖျားနဲ့ဆိုင်တဲ့အရာမလုပ်တော့ဘဲနဲ့လူမျိုးနဲ့ဆိုင်တဲ့အရာတွေလုပ်ပြီးတော့မှဒီနေ့တယောက်နဲ့တယောက်မုန်းတီးစေတဲ့အရာကိုဟောပြောခြင်းအပြင်ဖျားဘုံမထင်ရှားတော့ဘူးဒီအရာတွေကဘာမှမဟုတ်ပါဘူးဆိုပြီးတော့မှလုံနေကြပုံစံတိုင်းလှုပ်လာတဲ့အခါမှာမလုံနဲ့ဆိုတဲ့စကားကရောက်လာတဲ့အခါမှာလူတွေကလက်မခံနိုင်တော့ဘူးဘာကြောင့်လဲငါတို့အရင်တော့ဒီလိုပဲလှုပ်လာတာဒါကြောင့်ခုနကျွန်တော်စကားခံပြီးပြောတယ်လေမှားတဲ့အရာကလှုပ်တဲ့အရာများလာရင်လှုပ်တဲ့အချိန်ပေါင်းများလာရင်မှားတဲ့အရာကဘာဖြစ်သွားလဲအမှန်ထင်သွားတတ်တယ်ဒါကြောင့်မလို့ဒီမှာကြည့်ဒီအရာတွေကကိုးကွယ်ခြင်းနဲ့မဆိုင်ဘဲနဲ့တခြားသောအရာတွေကိုကျွန်တော်တို့လုပ်နေမယ်ဆိုရင်ဖျားသခင်ကိုချီးမွမ်းမဲ့နေရာကိုညဉ့်ညူးစေတာဖြစ်တယ်နော်ဒါကြောင့်မလို့ဒီအရာတွေအားလုံးကျွန်တော်တို့နားလေသဘောပေါက်ဖို့လိုပါဒါကြောင့်ဖျားเจ้าဆိုတာကကျွန်တော်တို့ဖျားကိုချီးမွမ်းဖို့ကိုးကွယ်ဖို့တယောက်နဲ့တယောက်အသက်တာကိုတည်ဆောက်ပေးတဲ့အမှုအရာတွေကိုပဲလှုပ်ဆောင်ဖို့ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်စေချင်ပါတယ်ကျွန်တော်ကြုံဘူးတဲ့ဖျားเจ้าမှာဥဆောင်တဲ့သူတွေကကျွန်တော်တို့တွေကငယ်သေးတယ်ဘာတွေ့ရလဲဆိုတော့ချင်းမျိုးသားနေလို့တယ်ဘုရားကျောင်းမှာအဲ့ဘုရားကျောင်းတော်တော်လေးကြီးတယ်ချင်းမျိုးသားနေလို့တော့အဲ့ဒီဘုရားကျောင်းကိုသွားငှားတာပတ်စံအများကြီးပေးပြီးတော့လေစလိုက်မီးတွေအရန်ကောင်းတယ်လိုက်တင်တွေအရန်ကောင်းတယ်မြူးစစ်တွေအရန်ကောင်းတယ်ဆိုတော့ပွဲစီစီနဲ့သူကအဲ့ဒီဘုရားကျောင်းကိုပတ်စံအများကြီးပေးပြီးတော့မှငှားလိုက်တာဆိုတော့အဲ့ဒီနေရာမှာဘာလောက်ကြလဲဆိုတော့အချစ်သချင်းတွေဆိုကြတယ်အချစ်သချင်းတွေဆိုပြီးတော့မှအောက်ကနေပန်းကုန်းတွေပေးကြတယ်ဆိုတော့ဘာပွဲလဲဆိုတော့ချင်းမျိုးသားနေ့ဆိုတော့အဲ့ဒီထဲမှာလူငယ်တွေကမူးနေတာဒီထဲမှာပလင်းချိတ်ပြီးတော့မှအနောက်မှာအတကုံကဲနေကြတာဆိုတော့ကျွန်တော်အဲ့ဒါကိုကြည့်ပြီးတော့မှအဲ့ဒီတုန်းကတော့ဘာမှမသိဘူးပေါ့လေကျွန်တော်လည်းအလိုတူလိုပါပေါ့ကြည့်ပြီးတော့မှဒီတိုင်းပဲနေခဲ့တာဆိုတော့တကယ်ဖခင်ရဲ့နှုတ်ကပတ်တရားတော်ကိုကျွန်တော်ဖတ်ရှုပြီးတော့မှဖခင်ကနားလည်လာစေတဲ့အခါမှာအဲ့ဒီအရာကြီးကအမှားကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့အမှုသမားတွေပြီးရင်ရန်ဖြစ်တဲ့တစ်ဖွဲ့ရှိတယ်ဘယ်ထဲမှာဖြစ်နေတာလဲဖခင်ချောင်းထဲမှာပြီးရင်သူတို့ဘာလုပ်နေရလဲအဲ့ဖခင်ချောင်းထဲမှာ
left sound တွေဆိုနေတာပြီးရင်ဘာအကြောင်းတွေဟောပြောနေတာလဲနိုင်ငံရေးနဲ့ဆိုင်တဲ့အရာတွေဟောပြောနေတာစဉ်းစားကြည့်ဖျားဝမ်းသာမလားဖျားဝမ်းမြောက်မလားဖျားเจ้าကကျွန်တော်တို့စီးပွားရေးလုပ်ရမယ့်နေရာလားအဲ့ဒီအသင်းတော်ကဘာလုပ်လိုက်လဲပတ်စံအများကြီးပေးတဲ့ခါကျတော့ငှားလိုက်တယ် lighting တွေရမ်းကောင်းတယ်လေ music instrument တွေရမ်းကောင်းတယ်လေဘာလုပ်လိုက်လဲပတ်စံနဲ့ငှားလိုက်တယ်ဆိုတော့ဖျားเจ้าကစီးပွားရေးလုပ်ရမယ့်နေရာလားဖျားเจ้าကနိုင်ငံရေးနဲ့ဆိုင်တဲ့အရာတွေလုပ်ရမယ့်နေရာလားနိုင်ငံရေးနဲ့ဆိုင်တဲ့အရာကိုဟောပြောရမယ့်နေရာလားနော်စဉ်းစားပါစဉ်းစားကြည့်ပါမဟုတ်ဘူးညီကိုမောင်နှမတို့မိသားစုတွေမဟုတ်ဒီဟာနဲ့ဆိုင်တဲ့အရာဖျားပြောနေတယ်သခင်ယေရှုခရစ်တော်ပြောနေတယ်နော်ငါအဘရဲ့အိမ်တော်ကိုမညစ်ညူးစေကြနဲ့ဆိုတော့ဒီကနေ့ကျွန်တော်တို့နိုင်ငံရေးနဲ့ဆိုင်တဲ့အရာတွေဟောပြောပွဲတွေလုပ်တဲ့အခါမှာတယောက်နဲ့တယောက်စကားများကြတယ်နော်ချီနှောင်ကြတယ်ညစ်ညူးတဲ့အရာတွေလုပ်နေတာဒီနေ့ကျွန်တော်တို့ဖျားเจ้าမှာနိုင်ငံရေးနဲ့ဆိုင်တဲ့အရာအတွက် fundraising တွေရှာကြတယ်အင်ဂျီတွေထုတ်ရောင်းမုတ်တွေလှုပ်ရောင်းဘယ်မှာလဲဖျားเจ้าတွေမလုပ်ကြနဲ့လုပ်ရမယ့်နေရာရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်ကလုံးဝမလုပ်ရဘူးပိတ်ပင်နေတာမဟုတ်ဘူးနေရာမှားနေတယ်ဆိုတဲ့အရာကိုပြောချင်တာလှုပ်ချင်တခြားခမ်းမတွေလှုပ်ပြီးတော့မှလှုပ်လို့ရပါတယ်ဖျားเจ้าဆိုတာကဖျားကိုချီးမွမ်းရမယ့်နေရာဖြစ်တယ်ဖျားနဲ့ဆိုင်တဲ့အရာကိုယုံကြည်သူတွေစုဝေးပြီးတော့မှလှုပ်ရမယ့်နေရာဖြစ်တယ်ဒီဟာလေးကိုထပ်လောင်းပြီးတော့မှအားပေးချင်တာဖြစ်ပါတယ်